WeChat account ဖွင့်တာလွယ်သလားပုံမှန်ဆိုရင်တော့လွယ်ပါတယ်ဒါဆိုရင်ဘာတွေကခက်တာလဲနံပါတ်1အချက်စနစ်တကျဖွင့်တတ်မှုနံပါတ်2အချက်ဆောင်ရန်ရှောင်ရန်လိုက်နိုင်ရန်စည်းကမ်းတွေကိုသိရှိမှုနံပါတ်3အချက် runny အပြည့်အဝရှိမှုဒီအချက်တွေပဲလိုတာပါဗျဆိုတော့အဲ့ဒီအချက်တွေကဘာမှရနိုင်လဲကျွန်တော်တို့စာပေဖွဲ့မှာရနိုင်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ကိုယ့်ဘာသာကို WeChat ဖွင့်တတ်တယ်ဆိုရင်เนาะကိုယ့်ဘာသာကိုဖွင့်ပါဒါပေမဲ့ तू က Viber Telegram ဖွင့်တယ်လို့တော့အရင်မလွယ်ပါဘူး QR code ကို verify နဲ့ scan တွေလိုပါတယ်အဲ့ဒီ scan တွေဒီကျွန်တော်တို့ဝယ်သုံးရမယ်ဆိုရင်ပေါင်းကနန်းရှိပါတယ်တခါတလေကြရင်စင်ဘိုးထက်ချွန်းဘိုးကုန်တတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကကျွန်တော်တို့ကအဲ့ဒီ scan ကိုဝယ်သုံးလိုက်တယ်ဒါပေမဲ့စင်ကတ်ကကုတ်မကြတာတို့ပြီးရင်ကုတ်တော့ကြတယ်အကောင့်ယူလို့မရတာမျိုးဒါမျိုးအဲ့ဒါတွေဖြစ်တတ်တယ်ဗျဆိုတော့နောက်တစ်ချိန်ပေါ့မိတ်ဆွေတို့အနေနဲ့စကန်2ချိန်ဝယ်သုံးလိုက်ပြီဆိုရင်ကျွန်တော်တို့စီမှာအကောင့်တစ်ဖွင့်တဲ့ဈေးနှုန်းနဲ့အတူတူပဲဖြစ်သွားလိုက်မယ်ပြီးတော့မှမိတ်ဆွေတို့ကိုယ်တိုင်ဖွင့်ထားတဲ့အတွက် runny ရှိမှာမဟုတ်ဘူးเนาะကျွန်တော်တို့ကြတော့ကျွန်တော်တို့စီမှာ service အပ်တယ်ဆိုရင်အကောင့်ကိုမရရအောင်ဖွင့်ပေးတယ်ပြီးတော့ကျွန်တော်တို့ပေးနိုင်တဲ့ runny တွေပေးထားတာဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ခေါင်းလဲအရှုံးမခံချင်ဘူးအာယုံလဲအနောက်မခံချင်ဘူး runny လဲလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ service ဖွဲ့မှာစိတ်ချယုံကြည်စွာဖြင့် service အပ်လို့ရပါတယ်ခင်ဗျ